ဘဲကောင်လဲကွာငါ့ကိုခဲနဲ့ပေါက်လားဦးဖိုးကျော်လည်းရှာကြည့်ရင်နဲ့ဖိုးထုတို့ကလေးအုပ်စုတွေကိုတွေ့သွားတော့တာလာကြပြန်ပြီဒီကလေးတွေတွေ့ကြသေးတာပေါ့ကွာမနက်ခင်းတစ်ခုမှာတော့တုပ်ဘောနဲ့သူ့ဖေတို့လှဲနဲ့ကောင်းလိုင်းပြည့်တင်ပြီးအိမ်ကိုပြန်လာကြတယ်လမ်းတနေရာရောက်တော့တုပ်ဘောကအဖေဦးရှင်နာမှာလှဲကနာရက်ပေးပါအောင်ဗျဘာလို့မလို့လဲတားဇီးသီးတွေတီးနေရမြင်တော့တာခူးကျင်လို့အကြိုက်ရက်လို့တော့မရအောင်နော်လှဲလန့်ဒီတလဲရှိတာမြင်ခုနောင်တာဟုတ်ကဲ့ဗျဒီလိုနဲ့တုပ်ဘောဖေကရှေ့ကဇီးသီးပင်တပင်နာရက်ပေးလိုက်တယ်တုပ်ဘောလေးကောင်းလိုင်းတွေပေါ်မှာတက်ထိုင်ပြီးဇီးသီးခူးနေတော့တာတုပ်ဘောဖေကမြင်နဲ့မြခူးတာနော်တာနောက်လဲလာရင်ဖေတို့ဖယ်ပေးရမှာဟုတ်ပြီဒီမှာစားကြည့်အောင်ဗျချိုးလားလို့တုပ်ဘောလေးခူးထားတဲ့တရားသူ့အဖေကိုတလုံးမြည်ကြွေးကြည့်လိုက်တယ်တုပ်ဘောဖေကတာဇီးသီးကဖမ်းလိုက်တာကွာဟုတ်လားဖမ်းလို့လားဗျဖေကလေမင်းစားကြည့်လေကွာမစားတော့ပါဘူးဖေအဖေဖမ်းနေဆိုရင်လည်းဖမ်းလို့နေမှာပေါ့တာအဖေကိုယုံပါတယ်ဗျမင်းဖမ်းတာစားမိမှာဆိုလို့အဖေကိုတတ်မဲ့ကျွေးရမလားတုပ်ဘောဟာဗျာအဖေကလေအဲ့လိုမဟုတ်ပါဘူးဗျတားပါအချင်းချင်းကိုမင်းအကြောင်းငါမသိရင်ခက်မှာနော်ဖမ်းလဲဘာမှဖြစ်ဘူးခုခဲ့အိမ်ရောက်မှလေအချောက်ပြန်လန်းပြီးဇီးကိုထိုးစားကြတာပေါ့ဟုတ်ပြီဒါနဲ့တုပ်ဘောလေဇီးသီးတွေတဝကြီးခူးနေရောတယ်အဖေတာဖိုးတူးတို့ကိုပေးဖို့အတွက်ခူးလိုက်အောင်မေပြီးကြမှာတားငယ်ချင်းနေနဲ့တက်သွားခူးကြပါလားကွာအခုတော့ကိုဆိုင်ုံလောက်ပဲခူးပါငါသားရင်ခဏနေကြရင်လှဲတွေလာလို့လှဲပိတ်သွားမှစိုးလို့ပါကွာအဲ့လိုလေဟုတ်တယ်နော်ဖေနောက်ရက်ကြမှာပဲသူတို့နဲ့တာသွားခူးလိုက်တော့မယ်ဗျအေးလေကွာဇီးသီးကတင်းနေအောင်မှာပါတာရဲ့အခုကဇီးသီးရသည်ပဲဟောင်းတာတို့တဝကြီးခူးပြီးစားအောင်မကုန်သေးဘူးရဲ့ဟုတ်ပြီဒီလိုနဲ့တော့ဘောဇီးသီးခူးနေတော့နောက်ကနေဖိုးတူဘီရဲ့လျာရောက်လာတာဖိုးတူဘီကပြိုးကိုမောင်တို့လှဲလေးနည်းနည်းတော့ရှေ့ရွှေ့ပေးပါအောင်ဗျာကျုပ်လေကျုပ်သားဖိုးတူအတွက်ဇီးသီးလေးခူးသွားခြင်းလို့ဟာဦးကြီးသိမ့်ပါလားတာခုနကတော့ဖိုးတူအတွက်ခုမလို့လုံနေတာဒါဆိုမခူးသွားတော့ဘူးနော်ဦးကြီးသိမ့်အေးမခူးနေတော့တားတော့ပေါ့ဦးကြီးခူးသွားလိုက်တော့မယ်ကဲရှေ့လေးနည်းနည်းလောက်တိုးပေးပါအောင်ဗျာပြီးပြီကိုသိမ့်ရဲ့ကျုပ်တို့လည်းသွားပြီဗျစိတ်ကြိုက်တာခူးပြီတော့အဲ့ဒီချိန်တုပ်ဘောကအော်ပြီးလှမ်းပြောတာစိတ်ကြိုက်တော့မခူးနဲ့ဦးကြီးရေချောင်းဆိုးလိုက်မယ်ဗျဒီလိုနဲ့တုပ်ဘောတို့လည်းထွက်သွားတော့တယ်ဖိုးတူပဲလေဖိုးတူအတွက်ဇီးသီးတွေခူးပြီးတော့အိမ်ကိုပြန်လာခဲ့တော့တာဦးသိန်းအိမ်ရောက်တော့ဖိုးတူကအခုမှအိမ်ရထားပြီးကွပြစ်မှာထိုင်နေတယ်ဖိုးတူဘေကဟာငါသာအခုမှနိုးရလားကွဟုတ်တယ်ဗျကဲပါထားပါတော့အဖေကောင်းလိုက်သွားတင်နေလေလမ်းမှာတုပ်ဘောတို့နဲ့တော့တွေ့ခဲ့သေးဟုတ်လားတုပ်ဘောဒီကောင်ကကြားသားမှုကြို့အစိုးရအရာနွန်းနေပါလားဗျဟုတ်တယ်အဖေဒီမှာသားအတွက်လက်ဆောင်ပါလာတယ်လက်ဆောင်ဟုတ်လားဘာလဲဗျသူ့အဖေရဲ့လက်ထဲမှာဇီးသီးတွေကိုမြင်တော့ပျော့သွားပြီးဟာအဖေဇီးသီးတွေပဲဗျသားစားချိန်နေရတဲ့တော့ပဲအဖေဘယ်ကခူးလာလဲကောင်းလိုက်သွားချိန်ရင်လမ်းမှာတွေ့လို့သားစားချိန်မလားဆိုပြီးခူးလာတာခံများနေမလားတော့မသိဘူးဖိုးတူလေးဇီးသီးတွေရလာတော့ပျော်ပြီးထွက်သွားတော့လားနောက်နေ့ရက်ကြာမှာတော့ဘိုးကြီးနဲ့ဖိုးတူတို့တွေဇီးသီးခူးဖို့အတွက်ဦးတာတို့ရဲ့ဇီးပင်စီကိုရောက်လာကြတာမိဝိုင်းကငပိနင်ပြောတာဒီဇီးသီးမြင်လားအေးဟုတ်တယ်ကဒါကဦးတာတို့ရဲ့ဇီးပင်လေဒါဆိုရင်အပင်ကိုနှုတ်ကြရအောင်ဒါနဲ့ဖိုးတူတို့လည်းအပင်ကိုကိုဝါရှိသလောက်နှုတ်လိုက်ကြတာဟဲ့နေကြလာပြီရက်လိုက်တော့အပင်လောက်တာရက်တာနဲ့တုပ်ဘောနဲ့ဘိုးကြီးကလူပြီးခူကြတယ်လူရကနေတုပ်ဘောနဲ့ဘိုးကြီးခေါင်းကျိတ်တိုက်မိကြတာဘိုးကြီးကအောက်မလေးငါကောင်တော့ကြောက်တုံးနဲ့တိုက်မိသလားမှတ်ရတယ်နားလိုက်တာဟဲ့အောင်အပိုးတွေမပြောနဲ့နော်ငါကောင်လည်းနာတာပဲကွအုတ်နေရနဲ့တိုက်မိရလားမသိဘူးမင်းတို့နှစ်ယောက်ကလူကြတာဟုတ်ကွအေးလေဖြည်းဖြည်းကောက်ကြစမ်းပါနောက်ထပ်ပင်နေရှိပါသေးတယ်ဇီးမျိုးမတုံးသေးပါဘူးဟဲ့ငပိန်ကဇီးသီးတစ်လုံးကိုသူ့အညီနဲ့တုပ်ပြီးစားကြည့်လိုက်တယ်ဟမ်ချိုလဲမချူဖန်ကားသည်စောင်းမှပြောတော့စားကောင်းနေဆိုပြီးတော့ငါ့ကိုဂျင်းနဲ့လိုက်ပြီးနေမှာဟဲဟုတ်လားပြဆမ်းမအောင်ဒါနဲ့မိဝိုင်းတို့လေသူတို့အိမ်ထဲမှာကောက်ထားတဲ့ဇီးသီးတွေကိုစားကြည့်လိုက်ကြတာမိဝိုင်းကအေးဟုတ်ပါချိုလဲမချူခုပြီးမှတော့ဘာမှမတတ်နိုင်တော့အကြောင်းလမ်းပြီးရိုထိုးဖို့အတွက်သာလေအိမ်ကိုယူခဲ့လိုက်ကြတော့ဒီလိုနဲ့ဖိုးထူးတို့တွေနောက်ထပ်ဇီးသီးပင်အောင်လှုပ်ကြည့်ကြတယ်ဖိုးထူးက
ကြာလာတဲ့ဇီးသီးတစ်လုံးကိုစားကြည့်လိုက်တာဘိုးကြီးကဘလို့လဲဖို့တို့နည်းနည်းတော့ချူတယ်အားလုံးကစားကြည့်လိုက်ကြပြီးတုတ်ပေါ်ကထွီဒီလောက်ဖန်တာကွာလာပြန်ပြီနောက်တဲ့ဂျင်းကောင်ဖို့တူလေးသူ့ချင်းမိသွားတော့လှောင်လိုက်တာငါပြောတိုင်းယုံယုံခွေးကြီးကိုငုံမငုံနိုင်ဆောင်ထညနေကြမှာစအေးမင်းမထားတွေ့မှာအဲ့ဒီအချိန်မှာဖိုးတူဟာအိတ်ရှင်လိုက်တာကွာဒီလိုနဲ့ဇီးသီးခိုးတာပင်ပန်းသွားပြီးဇီးသီးပင်အောက်မှာပဲသူတို့တူအိပ်ပျော်သွားကြတော့တာခဏကြာမှတော့တိုးကြော်တယောက်သူတို့အိမ်ရဲ့ဇီးပင်နာကိုရောက်လာတယ်တိုးကြော်ဟာအမေဒီကောင်ကြီးကဒီနားမှာလိုင်းနေကြတယ်ပေါ့ဟုတ်လားတိုးကြော်လေးဖိုးတူတို့နမဲတွေကိုခေါ်ပြီးနှိုးတော်တာဒါပေမဲ့တယောက်မှနူးမလာကြတာနဲ့စိတ်တူပြီးဒါလောက်ရှိတာကဲဟာပြောဆူဆူနဲ့ဇီးသီးပင်ကိုနှုတ်ရမ်းလိုက်တော့တာအဲ့ဒီချိန်ကျမှဖိုးတူတို့လည်းလန့်ပြီးနိုးလာကြတော့တယ်တုတ်ဘောကဟာဘာဖြစ်တာလဲမိုးကြလားမိုးတိချင်ရလားမသိဘူးနော်ရောင်ရမ်းနဲ့ပြောနေအောင်တိုးကြော်ကဘာမိုးတိမှမဟုတ်နော်ဇီးသီးပင်အောင်လာရင်နေမှာတော့ဇီးသီးကြွေးကြတာပေါ့ဟာဟဲ့အောင်တိုးကြော်မင်းကဒီကိုဘယ်ကနေမလို့ရောက်လာလဲကွမင်းတို့ကငါကြောင်မကောပဲဇီးသီးလာခူးနေကြတယ်ပေါ့ဟုတ်လားငါမင်းတို့အလုံးကြီးကြီးနဲ့ချိုးတဲ့ပင်ကိုပြောပြမလို့ဟာမပြောပြတော့ဘူးကွာတိုးကြော်ကအဲ့လိုပြောတော့ငပင်ကစိတ်ဝင်စားသွားတယ်အလုံးကြီးကြီးနဲ့ချိုးတဲ့ပင်ဟုတ်လားအဲ့ဒီပင်ကဘာမှလဲကွဟုတ်တယ်ခုရသည်ကိုကြီးတဲ့ဇီးသီးကတီးနေမလားကွတီးနေပြီအရသာလည်းခုပင်နေနဲ့မတူးနော်ရှယ်ချိုပြီးကျွတ်ကြိုလေးနဲ့စကောင်းတာကွအစားဆိုအကုန်စိတ်ဝင်စားတဲ့တုတ်ပေါ်ကဟာမင်းပြောမှငါတော့သေကြလိုက်ဘဲပြန်လဲဥပိုးချိုရဲ့ချက်နေရဇီးသီးပင်ကအလုံးလေးဒီတက်မကနှစ်ဆကြီးချိုလဲချိုလေဟာတို့ကြောင့်မင်းပြောတဲ့ဥပိုးချိုချမ်းဆိုတာအိမ်မဲကြီးကိုပြောတာမလားဖိုးတူကဘိုးကြီးကိုမေးလိုက်တယ်မင်းကသိလို့လားဘိုးကြီးသိသိတာပေါ့ကွာအရင်နေ့ကလေငါရင်အောင်ပိုးလို့ညီကိုရဲ့ဖိုးလုံးရင်တန်ချောင်းရင်အဲ့ဒီဥပိုးချိုဇီးသီးပင်ကိုတောက်ခုစားကြတာလေအရသာချိုလားကွဟာချိုတာကတော့ဘယ်ပြောကောင်းမလဲချိုတယ်ဒါပေမဲ့ပိုင်ရှင်ဥပိုးချိုကမကြိုက်ဘူးကွသူ့ကြံအသေးလာခုစားတာကိုလောင်လေးကနေပြစ်လို့တာငါတို့ဆိုလေနှစ်ဖူးမှာအာလူသီးတွေကိုထွက်လို့အဲ့လိုပင်ကအသေးမျိုးမှာငါငပင်ကလေရအောင်စားကျင်တာလာကွာသွားကြမယ်ဒါနဲ့ဖိုးထုတို့လေဥပိုးချိုကြံရသီးကိုစားဖို့အတွက်ထွက်လာခဲ့ကြတော့တာဒါလိုနဲ့တိုးကြော်ဦးဆောင်ပြီးဥပိုးချိုချန်တာကိုရောက်လာကြတယ်တိုးကြော်ကဒီကြံမဲကွာဥပိုးချိုချန်ဆိုတာအေးရဟုတ်ပါဇီးသီးကြီးတွေကြီးပဲနော်ကြီးတာဟုတ်တယ်ငါတို့အဲ့ပင်ဘလို့ခူးကြမှာမိလဲမမီဘူးဝင်ပြီးအပင်လှုပ်လို့ရလည်းမရဘူးတခုခုနဲ့လှမ်းပြစ်မယ်လေကွာဟုတ်တယ်ဒီမှာခဲတွေရှိခဲနေပြစ်မယ်မိဝိုင်းကလေပြောပြနေဟဲ့နင်တို့ပြစ်မယ်ဆိုလဲတေချာကြည့်ပြကြအောင်နော်တော်ကြအိမ်မိုက်ရှို့သွားပြစ်မိနေအောင်ပါဒါနဲ့ဖိုးတူတို့လေခြံထဲကခြံမြေကိုကိုင်းကြနေတဲ့ဇီးသီးကိုခဲနဲ့လမ်းထူကြတာဖိုးတူကဟုတ်တလုံးကြလာပြီတလုံးငပိန်ကအဲ့ဒီတလုံးကိုအပြေးခောက်ပြီးစားလိုက်တယ်ဟာတကယ်ဆိုတာဟာဟဲ့ဖိုးတူဒီမှာမြည်ကြည့်ဒါလိုပြောနေတော့တိုးဘောကကြောက်ခဲနဲ့ဇီးသီးပင်ကိုလှမ်းပြက်လိုက်တယ်မိဝိုင်းကဟေးတိုးဘောနင်ဘာလုပ်လိုက်တာလဲအဲ့ဒီအချိန်လက်ကအရှိန်လွန်သွားလို့ကြောက်ခဲကကြမ်းမိုင်းရှင်ကိုသွားမှန်တော့တာဒါအောင်မြင်လိုက်တဲ့တိုးကြော်ဟာသွားပြီမှန်သွားပြီမင်းကတော့လှုပ်ချလိုက်ပြန်ပြီတုတ်ပေါ်ရဘဲကောင်လဲကွာငါ့ကိုခဲနဲ့ပေါက်တာဥပိုးကျော်လည်းရှာကြည့်ရင်နဲ့ဖိုးထုတို့ကလေးအုပ်စုတွေကိုတွေ့သွားတော့တာလာကြပြန်ပြီဒီကလေးတွေတွေ့ကြသေးတာပေါ့ကွာဥပိုးကျော်လည်းလောင်လေးကွာကိုယူလိုက်တယ်ဖိုးထုဟာဟဲ့တော့ပေါ့အချိန်နေမကောင်းဘူးပြန်ကြစို့အဲ့ဒီအချိန်မှာပဲဥပိုးကျော်ရဲ့လောင်လေးကွာကဖိုးထုတို့ကိုလာမှန်တော့တယ်ဖိုးထုကအောင်မလေးပြငပိန်ရလေဟာတကယ်ကိုစော်တာဟာတကယ်စော်တယ်လို့ပြောသားတယ်ဟဲ့နေအချိန်နေမကောင်းဘူးဟိလက်ကြစို့ဖိုးထုလေတော့ဘောကိုခေါ်ပြီးထွက်ပြေးတော့တာဥပိုးကျော်ကလည်းလောက်လေးခွားနဲ့တလုံးမိတလုံးချိန်နေရနေလှမ်းပြစ်နေတော့တယ်